哇，那一列的里呢，也不罢了。ဆိုတော့ C place လီလီတို့လည်းပြပြလို့ရပြီပေါ့နော်အားလုံးပဲမင်္ဂလာပါညီမတော့အိမ်ပို့ဖြစ်ပါတယ်ဒီနေ့အိမ်ပို့ကတော့မကြခင် C place မြန်မာကနေတရားဝင်ရောင်းချတင်နေတော့မယ် smartwatch model အသစ်ဖြစ်တဲ့ Li2 လေးကို unboxing လုပ်ပြပေးတော့မှာဖြစ်ပါတယ်ရှင်အရင်ကထွက်ထားတဲ့ C place smartwatch model 3မျိုးလုံးအားဆိုလို့ရှိရင်ဒိုင်ခွက်ကြည့်တော့အိမ်ပို့လို့ပင်ပင်မပကောက်မလေးနဲ့ဆိုရင်မလိုက်ဘူးပေါ့နော်ဒါပေမဲ့အခုအသစ်ထွက်မဲ့ Li2 လေးကသူ့ရဲ့ဒိုင်ခွက်လေးကတစ်တစ်လေးနဲ့မင်းကလေးအတွက်ရည်ရွယ်ပြီးထုတ်ထားတယ်လို့ပြောတယ်အိမ်ပို့လည်းအရင်စိတ်ဝင်စားနေပြီအဲဆိုရင်တူတူကြည့်လိုက်ကြရအောင်သူ့ရဲ့ဘူးလေးကိုကြည့်လိုက်ပါအောင်ဘူးရဲ့အိမ်အောင်လေးကဆန်းဆန်းလေးနဲ့အရင်လှရပေါ့နော်ဘူးရဲ့အထဲမှာဆိုလို့ရှိရင် smartwatch လေးရဲ့ manual ပုံလေးရဲ့ဒီတခြား model တွေနဲ့မတူတဲ့ Li2 ရဲ့ထူးခြားချက်ကတော့ဒီလိုတန်လက်ပတ်ကြိုလေးအပိုပါတာပဲဖြစ်ပါတယ်ရှင်အခု smartwatch လေးကိုကြည့်ကြရအောင်သူ့ရဲ့တိုင်ခွက် screen size လေးက 1.2 inches ပဲရှိတော့တေးသေးလေးနဲ့ချစ်စရာကောင်းတယ်နိုင်အိုးကလည်းမြင့်မြင့်လေးဆိုတော့ဝတ်ထိုင်ထင်းထင်းလေးနဲ့လှနေမှာအသေးချပဲเนาะနိုင်အိုးရဲ့အောက်ဖက်မှာဆိုလို့ရှိရင်တော့ထုံးစံအတိုင်း head and fitness tracking sensor လေးပါပါတယ်သူ့ရဲ့ display တိုက်က AMOLED LED ကိုသုံးထားပေးပြီးတော့ Bluetooth version က BLE 5.3 ကိုချိတ်ဆက်ရတာအရင်မြင့်နေပြီးတော့ဖုန်းထဲမှာသုံးမယ်ဆိုလို့ရှိရင်လည်း FitCloud Pro app ကို download ဆွဲပြီးတော့ Alien တက်ကိုချိတ်ဆက်လို့ရပါတယ်အသေးစိတ်အသုံးပြုပုံကတော့ဒီရဲ့ manual ပုံလေးထဲမှာကြည့်ရှုလေ့လာနိုင်ပါတယ်ရှင်သူ့ရဲ့ battery capacity က200 mAh ဖြစ်ပြီးတော့ charging time ကတစ်နာရီခွဲသွင်းပေးရမှာဖြစ်ပါတယ်။သူ့ကိုပုံမှန်အသုံးပြုမယ်ဆိုလို့ရှိရင်9ရက်ထိအသုံးပြုနိုင်ပြီးတော့ဖုန်းပြောမယ်ဆိုလို့ရှိရင်အများဆုံး285မိနစ်ထိပြောလို့ရပါတယ်ရှင်။ Water and Jet Resistant Rating ကတော့ IP68 ရှိတာမို့လို့တော်ရုံဖုံဝင်ရေဆိုတာလောက်ကတော့အေးဆေးခံနိုင်တယ်နော်။ဒါပေမဲ့လက်ပတ်နိုင်ကိုဝတ်ထားပြီးတော့ရေကူးတာလို့ရေချိုးတာလို့ကတော့လုံးလုံးမရဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့တခုခုဖြစ်သွားလို့ရှိရင်အာမခံတဲ့ claim ကိုအကျုံးမဝင်ပါဘူးနော်။ကဲနိုင်လေးကိုဝတ်ကြည့်လိုက်မယ်နော်။နိုင်လေးကတေးလေးဆိုရင်ပုတ်ပါရဲ့ပြီးတော့အရေးကြီးဆုံးကတော့ import လူလက်သေးရဲ့လူတွေအတွက်နဲ့လုံးဝကွက်တိပဲเนาะဆိုတော့ C place Lily တို့လည်းပြပြလို့ရပြီပေါ့เนาะနိုင်ရဲ့ဆီလီကွန်ကြိုးကလည်းအသားအေးလေးနဲ့ခြုံမိုးနေတော့ဝတ်ထားတဲ့အချိန်မှာလည်း comfortable ဖြစ်တဲ့ဆီလီကွန်ကြိုးမကြရင်လည်းသူ့မှာအပိုးပါတဲ့တန်ကြိုးလေးနဲ့ပြောင်းပြီးဝတ်လို့ရတာပေါ့เนาะကိုယ့်ရဲ့မှုနဲ့ outfit ပေါ်မူတည်ပြီးတော့ကြိုးပြောင်းဝတ်လို့ရတာပေါ့เนาะအယောင်လေးနဲ့ကတော့ဘယ် outfit နဲ့မဆိုလိုက်တဲ့ safer ရောင်လေးနဲ့ mink လေးဆန်ဆန် pink ဆိုပြီးတော့နှစ်မျိုးရွေးချယ်လို့ရပါတယ်เนาะအမခံရလဲရက်180ပါတဲ့အတွက် Ziply Lily 2 smartwatch လေးဈေးကွက်ထဲရောက်လာပြီဆိုတာနဲ့ဘာမှမစင်စားပဲဝယ်ချပလိုက်တော့เนาะ Ziply smartwatch တွေကိုနှိစက်ရပြီဖို့ရှိုးလို့နဲ့မြန်မာတနိုင်ငံလုံးရှိ Ziply အယောင်ဆိုင်တွေမှာဝယ်ယူနိုင်ကြောင်းပြကြရင်ဒီမှာပဲနှုတ်ဆက်လိုက်ပါရရှင်အားလုံးပဲ bye bye